မတန်ဆွမ်းတဲ့သမီးကိုနှစ်ပေါင်းများစွာဆောက်ရှောက်နေတဲ့မိခင်ကောင်းတစ်ယောက်လို့လူတိုင်းထင်ခဲ့ကြတယ်။ဒါပေမဲ့အမှန်တရားကိုသိလိုက်တဲ့နေ့မှာတော့လူတက်မှုတစ်ခုဖြစ်သွားခဲ့ပါတယ်။2015ခုနှစ်မှာအိမ်တလုံးထဲက Facebook post တစ်ခုကြောင့်ရဲတွေအလန့်တကြားဖြစ်သွားခဲ့ကြပါတယ်။အိမ်ထဲဝင်စစ်ကြည့်တဲ့အခါတီတီဆိုတဲ့မျိုးသမီးဟာအိမ်ယာပေါ်မှာတက်ဖြတ်ခံထားရပြီးသူ့သမီးကစီကတော့ပျောက်ဆုံးနေခဲ့ပါတယ်။အပြင်လူတွေအမြင်မှာဂျစ်စီဟာလမ်းမလျှောက်နိုင်တဲ့မတန်ဆွမ်းကလေးတစ်ယောက်ဖြစ်ပါတယ်။တီတီကလည်းသမီးအတွက်ဘဝတစ်လျှောက်လုံးနစ်နာခံခဲ့တဲ့မိခင်ကောင်းတစ်ယောက်လို့ထင်ရပါတယ်။ဒါပေမဲ့တကယ်တော့အဲ့ဒီအရာအလုံးဟာလိမ်ညာမှုတွေဖြစ်နေခဲ့ပါတယ်။ဂျက်စီဟာတကယ်တော့လမ်းလျှောက်နိုင်ပါတယ်။သူမမှာတီတီပြောသလိုယောဂါတွေလည်းမရှိပါဘူး။တီတီဟာနှစ်ပေါင်းများစွာသမီးကိုလူနာတစ်ယောက်လိုဟန်ဆောင်ခိုင်းခဲ့ပြီးမီတက်ကလာထိုင်သုံးခိုင်းတယ်မလိုအပ်တဲ့ဆေးတွေတိုက်တယ်ခွဲစိတ်မှုတွေလုပ်ခိုင်းတယ်သွားတွေတောင်နှုတ်ပစ်ခဲ့ပါတယ်။ဂျစ်စီကကြီးလာတာနဲ့အမျှအမှန်တရားကိုတဖြည်းဖြည်းသိလာခဲ့ပါတယ်။ကြားစားလဲဘာမှမဖြစ်ဘူးလမ်းလျှောက်လဲရတယ်ဆိုတာကိုသိသွားခဲ့ပါတယ်။ဒါပေမဲ့တီတီကသူမကိုအိမ်ထဲမှာပဲထိချုပ်ထားပြီးလူတိုင်းကိုဂျစ်စီဟာကလေးတစ်ယောက်လိုပဲစိတ်ငြိမ်ရှိနေလို့မြင်ပြောနေခဲ့ပါတယ်။ဒီနေ့မှာတော့ဂျစ်စီဟာအင်တာနက်ပေါ်က Nick ဆိုတဲ့လူငယ်တစ်ယောက်နဲ့တွေ့ဆုံပြီးချစ်ကြိုက်သွားပါတယ်။ဂျစ်စီကသူမရဲ့ဘဝအမှန်ကို Nick ကိုပြောပြလိုက်တဲ့အခါ Nick ကသူမကိုဒီဘဝကနေဖယ်တင်ပေးမယ်လို့ပြောခဲ့ပါတယ်။ဒါပေမဲ့သူတို့နှစ်ယောက်ရွေးချယ်ခဲ့တဲ့လမ်းကရဟန်းနေနားခဲ့ပါတယ်။ဂျက်စီနဲ့ Nick တို့ဟာတီတီကိုတက်ဖြစ်ဖို့စီစဉ်ခဲ့ကြပါတယ်။2015ခုနှစ်တညမှာ Nick ဟာဂျက်စီရဲ့အိမ်ထဲကိုပို့ဝင်လာပြီးတီတီအိမ်ကြီးချိန်မှာဓာတ်နဲ့အကြိမ်ကြိမ်ထိုးတက်ခဲ့ပါတယ်။ဂျက်စီကတော့ရေချိုးကန်းထဲမှာနားပိတ်ပြီးထိုင်နေခဲ့ပေမဲ့သူမဟာဒီစီစဉ်ကိုအစကတည်းကသိထားသူဖြစ်ပါတယ်။အမှုဖြစ်ပြီးနောက်နှစ်ယောက်သားထွက်ပြေးခဲ့ကြပေမဲ့တီတီရဲ့ Facebook အကောင့်ကနေတင်ခဲ့တဲ့ထူးဆန်းတဲ့ဖောက်တစ်ခုကြောင့်ရဲတွေကခြေရာခံနိုင်ခဲ့ပါတယ်။အကြခင်မှာပဲသူတို့နှစ်ယောက်လုံးဖမ်းဆီးခံခဲ့ရပါတယ်။စုံစမ်းစစ်ဆေးမှုတွေမှာတော့လူတိုင်းမယုံနိုင်တဲ့မှန်တရားပေါ်လာခဲ့ပါတယ်။တီတီဟာသမီးကိုနှစ်ပေါင်းများစွာလိမ်ညာပြီးဖျားနာသူတစ်ယောက်လိုနေခိုင်းခဲ့တာဖြစ်ပါတယ်။တရားရုံးကဂျစ်စီဟာနှိပ်စက်ခံရသူတစ်ယောက်လည်းဖြစ်နေတယ်ဆိုတာကိုထည့်သွင်းစဉ်းစားခဲ့ပါတယ်။နောက်ဆုံးမှာဂျက်စီကိုထောင်ဒဏ်10နှစ်ချမှတ်ခဲ့ပြီးနစ်ကိုတော့အသက်တကြွထောင်ဒဏ်ချမှတ်ခဲ့ပါတယ်။ဒီဇလန်ဟာမိခင်တစ်ယောက်ရဲ့ထိန်းချုပ်မှုလိမ်ညာမှုနဲ့လွတ်မြောက်ခြင်းတဲ့သမီးတစ်ယောက်ရဲ့ဆုံးဖြတ်ချက်ကဘလောက်အထိကြောက်စရာကောင်းနိုင်လဲဆိုတာကိုပြသထားတဲ့ဖြစ်ရမှန်ဇလန်တစ်ပုဒ်ဖြစ်ပါတယ်။